မျိုးတို့ရေဒီနေ့တော့ကျွန်တော်မိတ်ဆွေကိုမန်ယူကိုညစာတူတူစားဖို့ဖိတ်ထားတယ်ဗျခုတော့ organic ဟင်းတွေချက်ဖို့လိုအပ်တာတွေဝယ်ဖို့လားဈေးသွားလိုက်အောင်မယ်ပြောလာကိုမန်ယူရေကြက်ခွေးလေးချက်ရအောင်ကြက်သားနဲ့ခွေးတောက်ရွက်လေးဝယ်ရအောင်ဗျာကျုပ်ကခွေးအုပ်ကြော်လေးလဲစားကျင်သေးတာဗျာခွေးတောက်ရွက်နဲ့ကြက်ဥရောကြော်တာပြောပါတယ်ဗျာကြက်သားတစ်ပိတ်ကဘယ်လောက်လဲအမ2000ဘာ1000ခွဲ1000တောင်များသေးတယ်9000ပဲထားလိုက်ရော့2500ကို organic စားပဲကြီးကတကယ်ရီးရတာပဲနော်ဟာသားတွေကလည်းတကယ်ရီးရတယ်ဗျာတစ်စည်းလုံးရီကုန်ကြတာပဲဗျာဟိုကောင်မန်ယူကောင်ကတော့ဟင်းချက်တာကူမလုပ်ပဲနဲ့အရက်သွားတောက်နေပြီတကယ်ကောင်ပါဗျာခဏနေဆိုရင်တော့ဟင်းတွေအကုန်ကြက်ပြီပြုတ်တူတူစားကြတာပေါ့အမျိုးတို့ရေကဲအမျိုးတို့ရေဟင်းတွေတော့ကြက်ပြီပြုတ်လူလဲအိုးမဲတွေပဲကုန်ပြီဗျာရေမြန်မြန်ချူပြီးဟိုကောင်မန်ယူကိုခေါ်ပြီးညစာဆွဲတော့မယ်ဗျာမောင်တော့မောင်တော့မယ်မြန်မြန်ချိုးမှာပဲဟေ့ကဲရေလဲချုပ်ပြီးပြီဆိုတော့ဟိုကောင်မန်ယူကိုခေါ်ပြီးညစာတီးတော့မယ်ပြုတ်ညဘက်မလို့လားမသိဘူးနည်းနည်းတော့အေးစိမ့်စိမ့်နဲ့ဗျာဝီစကီလေးတစ်ခွက်လောက်ချအောင်ပါပဲကို organic ကြီးလို့အာရီဗန်နေရတာမန်ယူကိုသာ3-2နဲ့ရှုံးတာဟင်းချက်တော့ကောင်းတာနော်ဒီချက်ခွေးလေးဆိုဝီစကီလေးနဲ့တောက်ရတာမြိတ်နေတာပဲရှယ်ပဲဗျာဟေးကောင်မန်ယူမင်းစားစရာရှိတာစားကွာမူးလိုက်စကားများလာပြီငါမင်းကိုဖိတ်ထားတာဆိုတော့ဒီတစ်ခါတော့တဲခံလိုက်မယ်အာရီဖန်ကွာမလုပ်ရဲတာဘာမှမရှိဘူး sorry ပါဗျာကျွန်တော်ကမူးရင်အဲ့လိုပဲနည်းနည်းတွေးဆိုးတယ်ဗျာရပါတယ်ကွာငါလည်းပြန်ပြောတာလေတန်နည်းနည်းမာသွားတယ်ညီလေးမန်ယူရေကိုရီ organic နဲ့တူတူ organic တွေစားရတာပျော်ရဲလားကွာပျော်ပါတယ်ဗျာခုတော့မထိန်နိုင်တော့ဘူးအိပ်ပြီးပြောဟေးကောင်မန်ယူထဆန်းဒီမှာငါနောက်ဘာကောင်ကြိုက်သွားတယ်မသိဘူးပစိုးမှလည်းအပေါက်ကြီးနဲ့နားလိုက်တာကွာကိုရီ organic ကြီးကျွန်တော်တောင်းပန်ပါတယ်ဗျာညကမူးလည်းမူးမိမကိုလည်းလုံးကလုံးနဲ့ကျွန်တော်အသိစိတ်လုပ်ပြီးကို organic ကြီးပေါ်မှားမိသွားတာပါဘာခွေးမသားမန်ယူအိမ်ခေါ်ပြီးထမင်းကကျွေးရသေးငါ့ကိုလည်းလှုပ်သွားသေးမင်းငါရှေ့ထပ်ပေါ်လာရဲ့ပေါ်လာကြီးအရေခွန်ဆုပ်ပစ်မှာကွာမလေးနားလိုက်တာ